သူထေးကသူ့အမုန်းဆုံးမိန်းမသူ့အဖွာအတင်းပေးစားခဲ့တဲ့မိန်းမဟာတခြားသူမဟုတ်ပဲသူ့ဘေးနားမှာနေတိုင်းလှုပ်လှုပ်နေတဲ့အတွင်းရင်မှုမလေးဖြစ်နေမှန်းသိလိုက်ရတဲ့အခါအရန်ကိုအံ့ဩသွားပါတယ်သူကသူ့ဇနီးတွေကိုအရင်ကတခါမှမဆက်သွယ်ဘူးပါဘူးစူးစမ်းကျင်စိမ့်နဲ့ဖုန်းနံပါတ်ကိုနှိပ်ပြီးပထမဆုံးအကြိမ်ခေါ်ကြည့်လိုက်တော့ကောင်မလေးဖုန်းကသူ့ရှိမှတင်ရုတ်တရက်မြည်လာပါတယ်တထေးကြောင်သွားပြီးကောင်မလေးဖုန်းကိုယူကထပ်ခေါ်ကြည့်တော့ထပ်မြည်နေပြန်တဲ့အဲ့ဒီအချိန်မှာတထေးအနေနဲ့အမှန်တရားကိုလက်မခံလို့မရတော့ပါဘူးအဖွားစီစဉ်တဲ့ဒီမင်္ဂလာပွဲကိုသူအမျက်စိတ်ပြတ်ခဲ့လို့မင်္ဂလာပွဲတော်မတက်ရောက်ခဲ့ပါဘူးအဲ့ဒီနေ့ကကောင်မလေးတယောက်တည်းစင်ပေါ်မှာရက်ပြီးလူတွေရဲ့လှောင်ပြောင်ကြည့်ရှုမှုကိုရင်ဆိုင်ကတိတ်ခါကိုကာကွယ်ခဲ့ရတဲ့အဖွားကမော်ဒယ်ကောင်လေးတွေကိုဖိတ်ပြီးအခမ်းအနားပြအောင်တယောက်ရွေးခိုင်းခဲ့ပါတယ်တထေးကဒီမိန်းကလေးပတ်စံမက်လို့ယူတယ်ထင်နေပေမဲ့တကယ်တော့ကောင်မလေးကနေမကောင်းတဲ့သူ့အဖွားကိုကူဖို့ပတ်စံလို့နေမှန်းသူမသိခဲ့ပါဘူးမင်္ဂလာဆောင်ပြီးတာနဲ့ကောင်မလေးကဆေးရုံပြေးပြီးဆရာဝန်တွေကိုအဖွားကိုချက်ချင်းခွဲစိတ်ပေးဖို့တောင်းဆိုခဲ့တယ်ခွဲစိတ်မှုပြီးတာနဲ့ရုံးကဖုံးဆက်ပြီးတထေးတစ်လာစစ်မယ်လို့ပြောပါတယ်ကောင်မလေးရုံးကိုအသွားလမ်းမှာတထေးကိုအဖွားကြီးတယောက်လိမ့်နေတာတွေ့လို့ဗီဒီယိုရိုက်ပြီးပတ်စံပြန်တောင်းပေးခဲ့တယ်ကောင်မလေးကတထေးကိုလူတိုင်းလိမ်လို့ရတဲ့အယူလို့ပြောလိုက်တယ်တထေးကငါ့ကိုအယူလို့ခေါ်ရဲတာမင်းပထမဆုံးပဲလို့ပြောတော့ကောင်မလေးကရှင်ကကျမသူထေးမှမဟုတ်တာဘာလို့ကြောက်ရမှာလဲလို့ပြန်ပတ်လိုက်ပါတယ်ကုမ္ပဏီရောက်တော့မန်နေဂျာကတထေးအစ်စ်ကဒီဇိုင်နာတယောက်ရွေးမယ်ပြောတယ်ကျွေးဆက်ချင်လို့သူမျော်လင့်နေတော့တထေးဝင်လာတော့မှလမ်းမှာသူစုခဲ့တဲ့လူဖြစ်နေမှန်းသိလိုက်ရတယ်သူလန့်သွားပြီးမျက်နှာလွှဲထားပေမဲ့တထေးကသူ့နာမည်ခေါ်ပြီးရွေးလိုက်ပါတယ်ပြီးတော့မနှက်ဖြန်ညနေအပြီးတင်ရမယ့်စီမံကိန်း10ခုကိုမဖြစ်နိုင်အောင်ခိုင်းလိုက်တယ်ကောင်မလေးကတညလုံးတယောက်တည်းအလုပ်လုပ်နေတာကိုတထေးမြင်တော့ပတ်စံမတ်တဲ့မိန်းမနဲ့ဒီလောက်စူးစမ်းတဲ့ကောင်မလေးကတခြားစီပဲဆိုပြီးဇဝေဇဝါဖြစ်သွားတယ်တကယ်တော့ဒါဟာသူတခါမှတေချာမတွေ့ဘူးတဲ့ဇနီးတင်မှန်းမသိရှာပါဘူးနောက်တနေ့သူ့ဒီဇိုင်းတွေကအားလုံးကိုအံ့အားသင့်စေခဲ့တယ်လက်ထောက်ကပါချီးကျူးရတဲ့အထိပါပဲတထေးကတော့တိတ်တိတ်လေးသဘောကျနေခဲ့တယ်မကြခင်မှာမနာလိုတဲ့အထက်လူကြီးကကောင်မလေးကိုအချင်းပြတ်ဖောက်တယ်နဲ့တွေ့ခိုင်းတယ်ဖောက်တယ်ကစော်ကားဖို့လုပ်တော့တထေးရောက်လာပြီးကာကွယ်ပေးလိုက်တဲ့ကောင်မလေးအတွက်စာချုပ်ကိုပါဖျက်သိမ်းပေးလိုက်ပြီးသူ့ကုမ္ပဏီအတွက်လူကပတ်စံထက်အရေးကြီးတယ်လို့ပြောခဲ့တယ်ကောင်မလေးလည်းအရန်ကိုကြီးနူးသွားခဲ့တယ်အဲ့ဒီညမှာပဲတထေးရဲ့အဖွားကသူတို့နှစ်ယောက်လုံးကိုအိမ်ပြန်ခေါ်ပါတယ်တထေးကသူ့ဇနီးတွေကိုကောင်မလေးနဲ့မိတ်ဆက်ပေးခြင်းလို့ပါတထေးကတော့ဝေမက်တဲ့မိန်းမနဲ့မပေါင်းနိုင်ဘူးဆိုပြီးကွာရှင်းစာချုပ်ပြင်ဆင်ထားပါတယ်သူတို့နှစ်ယောက်ဟာမကြခင်မှာလင်မယားအဖြစ်ပြန်တွေ့ရတော့မယ်ဆိုတာဘယ်သူမှမသိကြပါဘူး